အားလုံးမင်္ဂလာပါနော်ကျွန်တော်အခုဒီတစ်ခေါက်ဗီဒီယိုမှာတော့ဒီဆာလီဘင်းရဲ့ခဏခက်ဖြစ်လို့ရှိရင်လိုက်ရတဲ့ချောင်းပရိတ်ဆိုတာလေကျွန်တော်တို့ဒီမှာမနက်ပိုင်း3-8 ဘိတ်ညနေပိုင်း1ကို1ထိပ်ဆိုတဲ့အခါကျတော့သူကအလဲမှာနှက်ခတ်ဖြစ်တယ်လို့ခေါ်ရတယ်ပေါ့အဲ့လိုနှက်ခတ်ဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ချောင်းပရိတ်အနေနဲ့လိုက်လို့ရတယ်တခါတလေကြားလို့ရှိရင်တော့ကြာတတ်တယ်နော်ဒါလေးတော့သတိပြုပါချောင်းပရိတ်ဘယ်လိုလိုက်ရတယ်လဲဆိုလို့ရှိရင်ဒီမှာ8အလဲခါနှက်ခတ်ဖြစ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကညနေ break ကိုထွက်ပြီးက break ပေါ့နော်ထွက်ပြီး break ရဲ့ နှက်ခတ် break ကိုလိုက်ရတယ်ထွက်ပြီး break ရဲ့ နှက်ခတ် break ကိုလိုက်ရတယ်အဲ့တော့ကျွန်တော်တို့ဒီမှာခါနှက်ခတ်ဖြစ်ပြီးခါနှက်ခတ်ဖြစ်တဲ့အခါကျတော့နောက်ဒီနေ့မနေ့အတွက်ချောင်း break ဘာရလဲဆိုလို့ရှိရင်1-9လို့ကြားတဲ့အခါကျတော့3 break အဲ့ဒီ3 break ရဲ့နှက်ခတ်ဒီခွန် break အဲ့ဒီခွန် break ကိုလိုက်ရတယ်ဒီနေရာမှာခွန် break လိုက်ခွန် break မထွက်သေးဘူးဟုတ်ပြီအဲ့ဒီမနေ့ထွက်တဲ့ break ကိုပြန်ယူ9 break 9ရဲ့နှက်ခတ်ဒီ3 break ကိုညနေမှာလိုက်မထွက်ဘူးဟုတ်ပြီမထွက်လို့ရှိရင်အဲ့ဒီညနေထွက်တဲ့ break ကိုပြန်ယူ6 break 6ရဲ့နှက်ခတ်ဒီ9 break ဒီမှာ9 break လိုက်ရတယ်မထွက်ဘူးအဲ့ဒီ break ကိုပြန်ယူ9နှက်ခတ်3 break ကိုပြန်လိုက်ညနေမှာမထွက်ဘူး6-3 break ထွက်တယ်3ရဲ့နှက်ခတ်ခွန် break ကိုပြန်လိုက်ဒီနေရာမှာဟုတ်ပြီမနက်မထွက်ဘူးခွန်ကိုအဲ့ဒီ break ကိုပြန်ယူ6ရဲ့နှက်ခတ်ဒီ9 break ဒီနေရာမှာလိုက်မထွက်ဘူးဟုတ်ပြီ1ခွန်ဆိုတော့8ရဲ့နှက်ခတ်ဒီ1 break နော်တော့အင်္ဂါမနက်ဒီနေ့အခုမနက်ကို1 break ကိုလိုက်ရတယ်ဒါချောင်း break ယူပုံယူနည်းပေါ့နော်ဒါချောင်း break ယူပုံယူနည်းဟုတ်ပြီအခုအင်္ဂါမနက်ချောင်း break အနေနဲ့ဆိုလို့ရှိရင်1 break ရှိမယ်ပေါ့နော်1 break ရှိမယ်ဒါကချောင်း break နဲ့ပတ်သက်ပြီးတော့နောက်တစ်ခါချောင်း break နဲ့ပတ်သက်ပြီးတော့ရလောက်ပြီးထင်ပါတယ်နော်ချောင်း break နဲ့ပတ်သက်ပြီးတော့ရလောက်ပြီးထင်ပါတယ်နောက်တစ်ခါဘာရှိသေးလဲဆိုတဲ့အခါကျတော့ဒါထွက်သွားပါပြီနော်အခုပြောမှတွေထွက်သွားပြီခါနကကြပြီဆိုလို့ရှိရင်8နှလုံးပေါင်းခြင်း9ပါဝါလေး9လေးချင်းဒီ2ရက်အတွင်းအချိန်ဖြစ်တယ်9လေးဒီအချိန်ဖြစ်တယ်4ကြတယ်နော်4တွေကြတယ်နောက်တစ်ခါဗရိတ်အနေနဲ့ဆိုလို့ရှိရင်9-6ဗရိတ်နှလုံးပေါင်းခြင်း9ဆိုတော့9ရက်ပါဝါ4 9ရက်နှက်ခတ်သည်6 9-6ဒီဗရိတ်3ရက်အတွင်းလောက်ပေါ့နော်ညာတော့အဖြစ်ဒီမှာ4-6ဗရိတ်ကြတယ်ပေါ့ဒါကအချိန်ရဲ့ဗရိတ်ဆွမ်းနာကတော့6ဗရိတ်တီးသန်းပေါ့နော်6ဗရိတ်တီးသန်းဖြစ်ပါတယ်ဒါကအချိန်ရဲ့ဗရိတ်ရဲ့ယူတဲ့ဟာလေးပြောပြဟုတ်ပြီအဲ့ဒီတော့ခါနှက်ခတ်လေးတစ်ချက်လောက်ဒါကြည့်မယ်ဆိုလို့ရှိရင်ခါနှက်ခတ်ခါနှက်ခတ်ဒီမှာ9-3လို့အလဲမှာခါနှက်ခတ်ကြပြီ9-3လို့အလဲမှာခါနှက်ခတ်ကြတဲ့အခါကျတော့ကျွန်တော်တို့ကညနေထက် break က1ရက်နှက်ခတ်10 break မလာဘူး3ရက်နှက်ခတ်5 break မလာဘူးခွန်16ဆိုတော့ခွန် break ခွန်ရက်နှက်ခတ်3 break မလာဘူး9ရက်နှက်ခတ်6 break မလာဘူး1ရက်နှက်ခတ်10 break မလာဘူး9ရက်နှက်ခတ်3 break မလာဘူး3ရက်နှက်ခတ်5 break မလာဘူး9ရက်နှက်ခတ်3 break မလာဘူး6ရက်နှက်ခတ်9 break မလာဘူး9ရက်နှက်ခတ်3 break မလာဘူး1ရက်နှက်ခတ်10 break မလာဘူး8ရက်နှက်ခတ်1 break မလာဘူး9ရက်နှက်ခတ်
3 break မလာဘူး3 break မလာဘူးဘယ်နှစ်ရက်ရှိသွား1ရက်2ရက်3ရက်4 5 6ရက်တော့ရှိသွားပြီအဲ့တော့ဒီမှာ16ခွန်ရက်နှစ်ခတ်3ည break မလာဘူးတစ်ခွန်လို့ကြားတယ်10ရက်နှစ်ခတ်1 break မလာဘူး10ကြားတယ်10ရက်နှစ်ခတ်1 break မလာဘူး3ညကြားတယ်3ညရက်နှစ်ခတ်ခွန် break မလာဘူး6 break 6ရက်နှစ်ခတ်9 break မလာဘူး10ရက်နှစ်ခတ်1 break မလာဘူး10ရက်နှစ်ခတ်1 break မလာဘူး6ရက်နှစ်ခတ်9 break မလာဘူး4ရက်နှစ်ခတ်2 break မလာဘူးတော်တော်ကြာသွားတယ်နော်9ရက်နှစ်ခတ်3 break ခွန်ရက်နှစ်ခတ်3ည break ခွန်ရက်နှစ်ခတ်1 6 8ဒီမှာမှလာကြတယ်နော်တော် break တစ်မျိုးတည်းပေါ့နော်ဒါတော့6 break ဆိုတဲ့အတိုင်းပဲတစ်မျိုးတည်းဒီတန်းလိုက်မယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်တခြားတွေမလုပ်ဘဲနဲ့ပေါ့နော်အခုလိုမျိုးတခါတလေကြားလို့ရှိရင်ကြားတတ်တဲ့အတွက်ကြောင့်ချင့်ချိန်ပြီးတော့လိုက်ပေါ့နော်3ည8လို့ကြားတယ်10ရက်နှစ်ခတ်1 break ဆိုတဲ့အခါကျတော့ဒီမှာမှ3 8လို့လာ1 break လာကြားတယ်နော်အဲ့လိုလေးတွေတခါတလေကြားတော့အဲ့လိုလေးတွေကြားတတ်တယ်ဆိုတာလေးသတိပြုပါနောက်ဒီမှာခါနှစ်ခတ်ကြားတယ်3ညခွန်ဆိုပြီးတော့ခွန်နဲ့9ရက်နှစ်ခတ်6 break မလာဘူးဒီမှာ9ရက်နှစ်ခတ်6 break ဒီမှာကျတော့တန်းကြတယ်နော်အဲ့လိုမြင်တဲ့ခါလဲမြင်တယ်ခါတလေကျတော့ကြားရတယ်ဒီမှာနှစ်လေးခါနှစ်ခတ်ကြားတယ်8လေးဆိုတော့10ရက်နှစ်ခတ်1 break ခွန်ရက်နှစ်ခတ်3ည break ဒီမှာတန်းပြီးတော့ကြားပါတယ်နောက်တခါဒါလောက်ဆိုလို့ရှိရင်တော့ရလောက်ပါပြီနော်ဒါလောက်ဆိုလို့ရှိရင်တော့ပုံစံလေးရလောက်ပါပြီ6 break ဆိုတော့နောက်တစ်ခုလောက်6ခု3ညခွန်ဒီမှာခါနှစ်ခတ်ကြတယ်ခါနှစ်ခတ်ကြတဲ့ခါကြတော့9ရက်နှစ်ခတ်6 break 9ရက်နှစ်ခတ်6 break 10ရက်နှစ်ခတ်1 break 6ရက်နှစ်ခတ်9 break 5ရက်နှစ်ခတ်3 break 6ရက်နှစ်ခတ်9 break 6ရက်နှစ်ခတ်9 break 6ရက်နှစ်ခတ်9 break ဒီမှာ5ရက်နှစ်ခတ်3 break 9ရက်နှစ်ခတ်1 break 1ရက်နှစ်ခတ်10 break 9နှစ်ခတ်3ည break 6နှစ်ခတ်9 break 3နှစ်ခတ်5 break 3နှစ်ခတ်5 break 4နှစ်ခတ်2 break 3နှစ်ခတ်5 break 9နှစ်ခတ်3ည break မလာသေးဘူးနော်3နှစ်ခတ်5 break 3ညနှစ်ခတ်9 break မလာသေးဘူး3နှစ်ခတ်5 break 9နှစ်ခတ်6 break 2နှစ်ခတ်4 break မလာသေးဘူး2နှစ်ခတ်4 break 3နှစ်ခတ်5 break ဒီမှာမှလာကြတယ်ခွန်ကြောက်ဆိုတော့3ရက်နှစ်ခတ်5 break ဒီမှာမှလာကြတယ်နော်အဲ့လိုလေးညာတော့နှစ်ပတ်တခါတလေကြားလို့ရှိရင်လည်းနှစ်ပတ်ကြော်တဲ့အထိအဲ့လိုမျိုးလေးတွေဖြစ်သွားတတ်တယ်ပေါ့ရင်ပြမှာတော့ပြောထားတာအဲ့တော့ခါနှစ်ခါကြပြီဆိုလို့ရှိရင်ဒက်ပါဝါခံပြီးလိုက်လို့ရှိရင် break 3မျိုးပေါ့3မျိုးတော့ဖြစ်မှာပေါ့နော်နှစ်ခါကတော့ main ပေါ့ပါဝါနဲ့ကျွန်တော်စစ်ပြတဲ့အတိုင်းအဲ့ဒီထဲမှာနှစ်ခါမထွက်ခင်ဂျားကာလာတွေမှာဒက်ပါဝါဒက်ဘရိတ်ရပါဝါဘရိတ်အဲ့ဒါမျိုးလေးတွေထွက်တာရှိတယ်ဘရိတ်3မျိုးတော့ဖြစ်မှာပေါ့တစ်မျိုးလည်းလိုက်ချင်လည်းလိုက်ပေါ့နော်3မျိုးဆိုလို့ရှိရင်တော့သိမကြားတတ်ဘူးဟုတ်ပြီနော်ဒါကခါနှစ်ခတ်ဆရာလေးပြင်းရဲ့အလယ်နှစ်ခတ်ဖြစ်ပြီဆိုလို့ရှိရင်နာနှစ်ခတ်ဖြစ်တိုင်းချောင်းဘရိတ်ဆိုတာလေးဒါဒီမူလေးကိုဒီဗီဒီယိုမှာမျှဝေတာဖြစ်ပါတယ်နော်ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်တော့ခုဗီဒီယိုမှာဒီလောက်ပါပဲအားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေအားလုံးအဆင်ပြေကြပါစေနော်